ဒီအမျိုးသားကရုတ်တရက်ထိုးဖောက်မြင်နိုင်တဲ့စွမ်းအားကိုရရှိသွားမှမသိလိုက်ပါဘူးသူကသူ့ရဲ့အလုပ်ရှင်အမျိုးသမီးကိုအဝတ်စားတွေဝတ်မထားဘူးလို့ထင်ပြီးသူမကိုတတိပေးလိုက်မိပါတယ်ဒါပေမဲ့အမျိုးသမီးကတော့သူ့ရဲ့စကားတွေကအလွန်လိုင်းဆိုင်တယ်လို့ထင်ပြီးစေတနာရှိထားကဆုံးမပေးလိုက်ပါတော့တယ်အမျိုးသားလည်းထိတ်လန့်သွားပြီးစပွဲကိုဝင်တိုက်မိရာကစပွဲပေါ်မှာရှိတဲ့ရှေးဟောင်းအိုးလေးမြေကြီးပေါ်ပြုတ်ကျပြီးအစိတ်စိတ်မောင်းမောင်းကွဲသွားပါတော့တယ်အမျိုးသမီးကဒါကိုမြင်လိုက်ရပြီးမင်းတက်သွားခဲ့ပါတယ်ဒီအိုးကိုတထေးကြီးတယောက်ကအကြာကြီးကလေးကကြိုတင်မှယူထားတာဖြစ်ပြီးအဲ့ဒီတထေးကြီးကိုစိတ်ဆိုးအောင်လုပ်မိရင်မတွေးရဲစရာအကျိုးဆက်တွေဖြစ်လာနိုင်လို့ပါပဲဒီလိုနဲ့နောက်တစ်နေ့မှာလူတိုင်းကြောက်ရတဲ့နာမည်ကျော်လူမိုက်မတယောက်ဆိုင်ထဲကိုဝင်လာပါတယ်သူမကပလဲလုံးကြီးတစ်လုံးကိုထုတ်ပြပြီးအမျိုးသမီးစီကိုဒေါ်လာ1သိန်းနဲ့ရောင်းချင်တယ်လို့ပြောပါတယ်ဒါပေမဲ့အမျိုးသမီးကဒါဟာအတူတက်တာဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာတော့လူမိုက်မကအရန်ဒေါသထွက်သွားပြီးဒီပလဲကိုဝယ်ဖို့အတွက်အမျိုးသမီးကိုချင်းချောက်ပါတော့တယ်လူမိုက်မနဲ့ရံမဖြစ်ချင်တာကြောင့်အမျိုးသမီးကဒေါ်လာ1000ထုတ်ပေးပြီးသူမကိုဖြောင်းဖျားဖို့ကြိုးစားပေမဲ့လူမိုက်မကပလဲကိုကြမ်းပြင်ပေါ်တန်းပြီးပစ်ချလိုက်ပါတယ်ပြီးတော့အမျိုးသမီးကဒီပလဲကိုတိုက်ချလိုက်တာပါလို့တမင်တက်ဆွဆွဲပြီးဒေါ်လာ1သိန်းရော်ကြေးတောင်းပါတော့တယ်အဲ့ဒီအချိန်မှာပဲချမ်းသာတဲ့တထေးကြီးကလည်းဆိုင်ကိုရောက်ရှိလာပါတယ်သူကလည်းပလဲဟာအတုဆိုတာသိပေမဲ့အမျိုးသားကပြုတ်တရက်ပတ်စံထုတ်ပေးပြီးဒီပလဲကိုဝယ်ချင်တယ်လို့ပြောလိုက်တဲ့အတွက်လူတိုင်းအံ့ဩသွားကြပါတယ်လူမိုက်မကပလဲကိုအမျိုးသားစီပေးလိုက်တဲ့အပြင်ပလဲထဲတဲ့တစ်တာကိုပါထားပစ်ခဲ့ပါတယ်သူမထွက်သွားပြီးနောက်မှာတော့အမျိုးသမီးကတထေးကြီးကိုရှေးဟောင်းအိုးကွဲသွားပြီဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်ဒါကိုကြားတော့တထေးကြီးကအရန်ဒေါသထွက်သွားပါတယ်အဲ့ဒီအိုးကသူ့အဖိုးအတွက်မွေးနေ့လက်ဆောင်ပေးဖို့ဖြစ်တာကြောင့်အမျိုးသမီးကိုဒေါ်လာ1သန်းရော်ကြေးပေးဖို့အမိန့်ပေးလိုက်ပါတယ်အမျိုးသမီးမှလည်းဘာလို့ရမှန်းမသိပဲအကြီးကျယ်ထိတ်လန့်နေတော့မှအမျိုးသားကအိုးကွဲစားတွေကိုကောက်ယူလိုက်ပါတယ်သူကတထေးကြီးကိုဒီအိုးဟာအတုဖြစ်တယ်လို့ပြောလိုက်ပါတယ်တထေးကြီးကသူ့ရဲ့ရှေးဟောင်းပစ္စည်းကျွမ်းကျင်မှုကိုလာပြီးတန်တရားဝင်နေတာလားဆိုပြီးအမျိုးသားကိုဒေါသထွက်သွားပါတယ်အမျိုးသမီးကလည်းအမျိုးသားကိုအမြန်တောင်းပန်မှုပြောပေမဲ့အမျိုးသားကတော့ဘေးကအတချောင်းကိုယူပြီးအိုးကွဲစားတဲ့ကိုထိုးလိုက်ပါတယ်မထင်မှတ်ပဲအဖျားမှာကော်ရီကပ်ပါလာပါတယ်ဒီခေတ်ပေါ်ကော်ရီရှိနေတာကအိုးဟာအတုဖြစ်တယ်ဆိုတဲ့ခိုင်လုံတဲ့တက်သေးပါပဲဒါကိုမြင်တော့တထေးကြီးကအကြီးကျယ်အရှက်ရသွားပေမဲ့အခုတော့သူ့အဖိုးအတွက်တင့်တော်တဲ့လက်ဆောင်မရှိတော့တာကိုစိုးရိမ်နေပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကသူ့မှာအစင်းမြင့်ရှေးဟောင်းပစ္စည်းတစ်ခုရှိကြောင်းနဲ့တထေးကြီးကိုရောင်းပေးနိုင်ကြောင်းပြောလိုက်ပါတယ်မကြခင်မှာပဲဆိုင်ရှင်မျိုးသမီးကသူ့လိမ့်နေတယ်လို့ထင်ပြီးသူ့ကိုအပြစ်ပေးဖို့အတွက်အမျိုးသားရဲ့နေရွက်ကိုဆွဲလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကတော့ယုံကြည်မှုအပြည့်နဲ့သူ့လိမ့်နေတာမဟုတ်ကြောင်းပြောပြီးအဲ့ဒီပလဲထည့်ထားတဲ့တစ်တာလေးကိုလက်ညှိုးထိုးပြလိုက်ပါတော့တယ်